live လွှင့်ပြီးတော့ဈေးရောင်းရင်းနဲ့ကြီးကြီးတဲ့ချမ်းသာလာတဲ့အမှုပညာရှင်9ဦးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။စမ်းကြည့်ပါ page ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ကိုဗစ်ကာလတုန်းက social media မှာအမှုပညာရှင်တွေက live လွှင့်ပြီးတော့ဈေးရောင်းကြတာတွေကနာမည်ကြီးခဲ့ပါတယ်။အရင်တော့ကအမှုပညာလောကမှာနေရာမရရှိခဲ့ကြပေမဲ့ live လွှင့်ရင်းနဲ့အောင်မြင်လာတဲ့သူတွေကိုဖော်ပြပေးသွားကြပါတယ်။နံပါတ်9နိုင်ရှင်မြင့်မို့ကအရင်တော့ကဆိုရင်တော့အမှုပညာလောကမှာတာမန်ဇပိုးတယောက်အနေနဲ့သာရက်တည်နေခဲ့တာဖြစ်ပါတယ်။ဇပိုးတရုပ်ဆောင်ဖြစ်တဲ့အတွက်နှိမ်ခံရတာတွေရှိခဲ့ပါတယ်။ဒါပေမဲ့ကံကိုဘသူမှမမြင်နိုင်တာမို့ကိုဗစ်ကာလကနိုင်ရှင်မြင့်မို့က live ဖွင့်ရင်းနဲ့ဈေးရောင်းဖြစ်လာခဲ့တာဖြစ်ပါတယ်။နိုင်ရှင်မြင့်မို့ကကံမပါလို့မင်းသမီးမဖြစ်လာပေမဲ့ဈေးရောင်းတဲ့နေရာမှာတော့မင်းသမီးတောင်မှမရှင်နိုင်ပါဘူး။မင်းသမီးတွေထက်ကိုရောင်းအားပိုကောင်းအောင်ရောင်းနိုင်ပြီးတော့အောင်မြင်လာတာဖြစ်ပါတယ်။အခုဆိုရင်နိုင်ရှင်မြင့်မို့ live queen ပရင်ဆိုပြီးတော့တစုဖြစ်လာပြီ။အရင်ကအိမ်ငါးဘဝနဲ့နေခဲ့ရတာနေအခုဆိုရင်တော့သိန်းပေါင်းတောင်းချီတဲ့အိမ်ကြီးလေးပိုင်ဆိုင်တော့မှာဖြစ်ပါတယ်။နံပါတ်၄ baby မောင်ကဗီဒီယိုဇာတ်ကားခင်မှာဒုတိယမင်းသမီးနေရာကနေတရုပ်ဆောင်ခဲ့ပါတယ်။ဒါပေမဲ့အခုနောက်ပိုင်းမှာဆိုရင်တော့ဇာတ်ကားတော်မရိုက်ဖြစ်တော့ပါဘူး။မင်းသမီးလောက်တာထက်ဝင်ငွေပိုကောင်းအောင်မြင်တဲ့နေရာတစ်ခုကိုရရှိသွားတာကြောင့်ဖြစ်ပါတယ်။စကားပြောသွက်လက်ပြီးတော့အာတန်နဲ့ baby မောင်က live ရောင်းခဲ့တယ်။ live ရောင်းတဲ့အချိန်မှာ baby မောင်ရောင်းတဲ့ပစ္စည်းကိုအားပေးတဲ့သူတွေများတဲ့အတွက်အကုန်လုံးရောင်းထွက်ပါတယ်။ဒါကြောင့်မို့သူမကိုယ်တိုင်ဆိုင်ဖွင့်ပြီးတော့ live လွှင့်ပြီးတော့ရောင်းနိုင်ခဲ့ပါတယ်။ဒီကနေရတဲ့ဝင်ငွေတွေနဲ့အိမ်တွေဆောက်ပြီးတော့ဘဝအဆင်ပြေလာပြီးတော့ချမ်းသာလာခဲ့ရလဲဖြစ်ပါတယ်။နံပါတ်3ဆိုပြည့်တဲ့စဉ်ကလည်း live လွှင့်ပြီးတော့ရောင်းတဲ့နေရာမှာဘယင်မတစုဖြစ်ပါတယ်။အနေအေးရလို့ထင်ရပေမဲ့ဈေးရောင်းတဲ့အချိန်မှာကြရပေါင်းများစွာထားပြီးတော့အောင်မြင်ခဲ့တာပါ။ဒါအပြင်သူရောင်းတဲ့ပစ္စည်းတိုင်းကထူးခြားပြီးတော့ဝေဖန်ခံရတာတွေလည်းရှိလာတာဖြစ်ပါတယ်။ဒါကြောင့်မို့ဆိုပြည့်ရမင်းသမီးဖြစ်ရုံသာမက live လွှင့်ရောင်းတဲ့နေရာမှာလည်းအောင်မြင်လာတာဖြစ်ပါတယ်။နံပါတ်2မေပကြီးကလည်း live ရောင်းရင်းနဲ့အောင်မြင်လာပြီးတော့ချမ်းသာလာတဲ့အမှုပညာရှင်တွေမှာပါဝင်ပါပဲ။မေပကြီးကမွန်လိုလဲပြောတတ်တာကြောင့်ပရိသတ်တွေကြားထဲမှာချစ်ခင်တဲ့သူတွေများလာပါတယ်။စီးပွားရေးလုပ်ငန်းမှာအကျိုးပေးတာမို့လုပ်ငန်းတွေအောင်မြင်လာခဲ့တာပါ။ဒါအပြင်သူကိုယ်တိုင်နှခမ်းကြီးထုတ်တဲ့အချိန်မှာလည်းအောင်မြင်တယ်လို့ဆိုရမှာပါ။မေပကြီးကမိဘတွေကိုလှုပ်ကြွေးခွင့်ရသလိုကွယ်လွန်ချိန်မှာလည်းညီမဖြစ်သူကိုသူတယောက်တည်းပြုစုဆောင်ရှောက်နေတာဖြစ်ပါတယ်။နံပါတ်1ထထမိုးဦးကကြော်ညာလောကရဲ့ဘယင်မဆိုရင်လည်းမမှားပါဘူး။ VCD ခေတ်ကလေးကကြော်ညာလောကရဲ့ဘယင်မဖြစ်တယ်လို့ live လွှင့်ရောင်းတဲ့အချိန်မှာလည်းနောက်ကောက်ချိန်ရတာမျိုးမရှိပါဘူး။ထထမိုးဦးက live လွှင့်တဲ့ဘယင်မတဦးဖြစ်လာခဲ့ပါတယ်။သူရောင်းပေးတဲ့ပစ္စည်းတွေကသူများတွေလိုတောင်းကနန်းတွေမဟုတ်ပဲသိန်းကိုရာနဲ့ချီထောင်နဲ့ချီရဲ့ပမာဏတွေဖြစ်ပါတယ်။ထောင်နဲ့ချီတောင်းနဲ့ချီပမာဏတွေကိုရောင်းပေးနေရတာဖြစ်တယ်လို့သူကိုယ်တိုင်လည်းအနုပညာကြီးကသိန်းရာနဲ့ချီကိုရရှိတာဖြစ်ပါတယ်။ကြော်ညာပြီးတဲ့အလုံးနဲ့ပတ်သက်ရင်ထထမိုးဦးကိုတကွက်ကြော်လို့မရတာဖြစ်ပါတယ်။ကြော်ညာလုပ်ငန်းရှင်တွေဆိုရင်လည်းထထမိုးဦးကိုလူရဲ့ငားနေကြရတာဖြစ်ပါတယ်။အခုပြပြပေးခဲ့တဲ့9ယောက်ထဲမှာဘသူကအတော်ဆုံးလို့ပရိသတ်ကြီးထင်လဲcomment လေးထဲမှာမှန်းခဲ့ပေးပါဦး။အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။